ကျွန်တော်ဒီနေ့ကတော့ရောမအုတ်ထုတ်ဟင်းလေးချက်လို့ပေါ့နော်ရောမအုတ်ထုတ်ဟင်းလေးနာခင်ဗျာရောမအုတ်ထုတ်ဟင်းလေးပေါ့နော်ဒါကိုရောမအုတ်ထုတ်ဟင်းလို့ခေါ်တာဒါရောမအုတ်ထုတ်ကလေးနဲ့အတူတူပေါ့နော်ရောမအုတ်ထုတ်ဟင်းလို့ခေါ်တယ်အများခေါ်တာတော့လက်ပံမွင့်ပေါ့နော် လက်ပံခေါင်း ချောင်းပြ လက်ပံခေါင်းအေးငါတို့ဘက်မှာ လက်ဝဲချောင်းပြပါ ငါတို့ဘက်မှာကရောမအုတ်ထုတ်လို့ခေါ်တာအုတ်ထုတ် နင်းတယောက်ပဲထုံးစံခေါ် တော်ပြီကျွန်တော်တို့တောထဲမှာမြန်မာဆန်စားနေကြပုံစံမျိုးပေါ့နော်မိသားစုတွေနဲ့ဝိုင်းဖွဲ့ပြီးတော့ဒါကတော့ຫນွေဦးမှာလေယူတိုက်လို့လက်ပံပွင့်နေတဲ့ဟောတော့လက်ပံခေါင်းလေးတွေပေါ့နော်ချက်ထားတယ်ဒါကတော့ကိုခင်းရထွက်တဲ့မြစ်ပေါ့နော်ဒါချမောင်ဟင်းနဲ့ကိုခင်းရထွက်တဲ့မြစ်နဲ့ပေါ့နော်အဲ့လိုမျိုးလေးတွေစိုက်ပြီးတော့ဒီနေ့အဲ့လိုမျိုးလေးဟင်းဆုံးကွက်စုံနဲ့ကျွန်တော်ရဲ့ဒယ်ဒီဖာသားနဲ့အမဒယ်ဒီမာမီအိုးကမေမေအမမေမေမသိမြင်ကျွန်တော်တို့ဒါကတော့ကျွန်တော်ရဲ့ငုံမတင်စိန်ဒီအဲ့တော့ကျွန်တော်ရဲ့အချစ်ဆုံးသားနော်သားဒီဘက်လဲစားအောင်ပဲရှယ်တယ် နင်းရက်ွက်ကြီး ဟင်ကဲစားကြပါဦးဗျာချုံမြိန်နဲ့ထမင်းဝိုင်းတဝိုင်းဆိုလို့ဟင်းမကောင်းမိမယ်မိသားစုစုံကြီးနဲ့လက်စုံတစ်ပြင်းစားရတဲ့ထမင်းဝိုင်းလေးကဘာနဲ့မှလဲလို့မရတဲ့ထမင်းဝိုင်းလေးပါလို့နော်ကျွန်တော်ကတော့ကျွန်တော်ဖြစ်ပြီးတော့ထဲစားကိုမမြင်နောက်ဆုံးမြန်ငါကြောက်တယ်မြန် မောင်ဟင်းချမောင်ဟင်းညိုမင်းမချမောင်ဟင်းညိုငါတော့တောက်ရှင်လို့တဲ့ဒါကတော့ကျွန်တော်မေဖြစ်ပါတယ်ကျွန်တော်ရဲ့လေလာတုံးလေးပေါ့နော်အသက်109နှစ်109နှစ်ဖြစ်ပြီနော်နားလဲလေးတယ်သွားတော့48ချောင်းလုံးရှိပါသေးတယ်ခင်ဗျာရှိရတော့